USB state error ကိုဘယ်လိုဖြေရှင်းမလဲမင်္ဂလာပါ T4BID solution company ကပါဗျကျွန်တော်ပထမဦးဆုံး BSPC software လေးကိုဖွင့်လိုက်မယ်ကျွန်တော်က USB state တွေထိုးထားရပါတော့ဒီ state ကကျွန်တော်တို့ speed တွေတော့ပြရတယ် total speed တွေပြရတယ် free speed တွေတော့ပြရတယ်ဒါပေမဲ့ကျွန်တော်ဝင်လိုက်တယ်ပေါ့နော်ဝင်လိုက်တဲ့အချိန်မှာ file တွေဖွင့်တဲ့အခါမှာကျွန်တော်အဆင်မပြေဘူးပေါ့နော် file တွေကထည့်လိုက်လို့ရှိရင် hidden ဖြစ်သွားတာတို့ပျောက်သွားတာတို့ပေါ့နော်ဖွင့်တဲ့အခါမှာ error တက်တာမျိုးတွေဖြစ်နေတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖြည့်ရှင်းမယ်ဆိုရင်ကျွန်တော် back ကိုထွက်လိုက်မယ်နော် back ထွက်လိုက်မယ်ဒီ USB stick ပေါ်မှာ right click နှိပ်လိုက်မယ် format ကိုနှိပ်လိုက်မယ်နော် format ကိုနှိပ်မယ်ပြီးတော့ကျွန်တော်ကဘာမှလုပ်စရာမလို stack ကိုတန်းနှိပ်လိုက်မယ်ကျွန်တော် format ချလိုက်မယ်ပေါ့နော်ဒါလေးကကျွန်တော် format ရိုက်လိုက်ရင်ကျွန်တော်အထက်ရ data တွေအကုန်လုံးတော့ပျက်စီးသွားမယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကြိုတင်ပြီးတော့တတိပေးခြင်းနဲ့အဆင်ပြေရဆိုရင်ကျွန်တော်တို့က stack ကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင် okay ထပ်နှိပ်လိုက်မယ်ခဏလေးစောင့်ပြရမယ်ပေါ့နော်ဒီလိုပြသွားပြီဆိုရင်ကျွန်တော်တို့က format ကအဆင်ပြေသွားပြီလို့သူကပြောတာပေါ့နော် okay နှိပ်လိုက်မယ် close ကိုနှိပ်လိုက်မယ်ကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဘာ file မှမရှိတော့ဘူးเนาะ USB stick ထဲမှာဘာမှမရှိတော့ဘူး file တစ်ခုကျွန်တော်ကကူးမယ်ပေါ့နော် Control C နဲ့ကူးပြီးတော့ဒီထဲကိုထည့်လိုက်မယ် stick ထဲကိုထည့်လိုက်မယ်ကျွန်တော်ဖွင့်ကြည့်မယ်ပေါ့နော်file တွေဆိုလဲကျွန်တော်တို့ပွင့်လာပြီပုံမှန်တိုင်းသူကလည်းသူ brand သွားပြီအလိုလုပ်သွားပြီเนาะကျေးဇူးများတင်ပါတယ်ဗျ